မင်္ဂလာပါဒီတစ်ခေါက်မှာတော့တရားခံဆိုတဲ့ဇာတ်လမ်းလေးကိုကျွန်တော်ရဲမှန်ကဖတ်ပြပေးမှာဖြစ်ပါတယ်မာကြီးမူရသည်ဝမ်းလဲညှိုးငယ်နေပုံရသည်သူကတော့မာကြီးမျက်နှာကိုစစ်စစ်မကြည့်မာကြီးမျက်နှာကိုတည်းမဟုတ်ကြံဓမာများဖြစ်တော့မငယ်ရောမထွေးနှင့်မလေးတို့မျက်နှာတွေကိုပါမကြည့်ခြင်းအဲ့ဒီများဆဲသွားပြီဖြစ်၍ညီမငယ်များကသိမ်းစည်းစရာတွေတိမ်းနေကြသည်မာကြီးတယောက်တည်းသူ့ရှိမှထိုင်နေသည်မာကြီးကလက်ကင်ဘဝနှင့်မျက်လုံးအင်ကိုတိုးလိုက်၏တစုံတစ်ခုကိုသူ့ကိုပြောရန်အာယူနေပုံရသည်ကိုကြီးအမေကိစ္စကတော့ပြီးသွားပြီမာကြီးသည်စကားကိုရှေ့မဆက်ဟုတ်တာဗောနင်တို့အနေနဲ့ကကိစ္စကပြီးသွားပြီဗောသူကဒါပဲပြောလိုက်တယ်မာကြီးကရှေ့စကားဆက်ရန်မဝံမရဲဖြစ်နေပုံရတယ်သူကတော့မာကြီးနဲ့တကွညီမတွေအားလုံးကိုဒီလိုမထင်ဘာမဆိုလှုပ်ရဲကန်ရဲကြတော့သူရဲကောင်းမတွေဟုထင်သည်မာကြီးပြောသလိုအမေကိစ္စပြီးပြတ်သွား၍ယနေ့ရက်လေဆွန်ကြွေပြီးပြီအမေဆုံးဒီနေ့ကစ၍အမေကိုတကြိုရီနေ့ထိသူညီမတွေကမျက်နှာပြောင်ကြသည်လိုက်လိုက်လဲလဲငိုကြွေးပြကြသည်ညင်းကြီးလောင်နေတော့မိတကြိုစလဲတို့အမေကောင်းကိုထဲ့ကနေတော့မထွေးကပုံရက်သားလဲကျသွားလိုက်သေးသည်ကြံညီမ၃ယောက်ကလည်းမီလီယံခန်းတွေကိုပင်ဝင်လိုက်လူမတက်ဘေးကမိတ်ဆွေများကဆွဲရငင်ရတရားပြရနဲ့အတော်ကြီးကောင်းသောဇက်ကွက်ဟုသူကထင်ရသည်အမေသာသူ့စကားနားထောင်၍သူနှင့်လိုက်နေဒီလောက်အဖြစ်ဆိုးမိမထင်အမေအိမ်ကစမ်းကြောင်းထဲမှာကန်ထရိုက်တိုက်တွေမိုးထိမြင့်တက်ချိန်မှာအမေအိမ်လေးကမြေမှာဝတ်နေသည်ပေ40-60မြေမှာအမေက4ခန်း3ခန်းပြင်အောင်အိမ်လေးအဖေရှိစဉ်ကလေးကစောက်ထားသည်အဖေဆုံးတော့အမေသူသမီးတွေနဲ့နေတယ်သမီး4ယောက်လုံးကအိမ်အောင်ကြပြီထက်ခိုးလေးမှာအထွေးကနေ၍ကြံညီမ3ယောက်ကအောက်ထပ်မှာနေတယ်အိမ်အောင်တွေမို့အိုးခွဲစားကြတယ်သူကအမေအိမ်ကိုခဏခဏလာရောက်လဲပဲ၍အမေကိုလာကြည့်တယ်အမေကလည်းသူ့အိုးလေးနဲ့သူထမင်းချက်စားတယ်အမေကလည်းပင်မလိုက်တာကျွန်တော်နဲ့လိုက်နေလေအမေထမင်းမချက်ရပါဘူးသူကတာမွေမှာအိမ်ငားနေတယ်သူ့ဇနီးနဲ့ခလေး2ယောက်ပဲရှိတယ်အမေကမလိုက်လို့သူ့ဇနီးကိုချွေးမဖြစ်၍တန်ရရှိနေလေသလားအားနာယူပဲနေလေသလားဒါမှမဟုတ်ဒီပြင်အောင်အိမ်လေးကိုအဖေကစည်လို့အမေကဈေးအောင်၍စောက်ထားကြရတယ်ဟိုစဉ်ကမြေကွက်ဈေးမှာတောင်းကနန်းလောက်ပဲရှိတယ်လင်မယား2ယောက်ဓမ္မဥချထူထောင်ခဲ့၍များတန်ရောစဉ်တွေ့နေသလားမသိသူခေါ်သည်ကိုမလိုက်သူကအကူအကြီးဆုံးဖြစ်၍ညီမတွေကိုခေါ်ပြောရသည်အမေကဈေးရောက်မိနေတို့ကိုဒီဂရီရတဲ့အထိကြောင်းထားရတာအခုအလုပ်လဲကိုစီရှိနေပြီအမေကိုတယောက်တစ်နေ့ကျွေးပါလားညီမ4ယောက်စလုံးတယောက်မှခေါင်းမငိမ့်နေတော့သူကလာတိုင်းအမေအတွက်ငွေနဲ့စံစီစားလာရေးပို့ရသည်အမေခုလိုမဖြစ်ခင်တနေ့ကတော့မာကြီးကခေါင်းဆောင်ရေးညီအမတွေအမေကိုသူ့ရှိမှပြောကြတယ်ဒီမြေကြီးကိုကန်ထရိုက်ပေးပြီးတိုက်ဆောက်လိုက်ပါလားအမေ4ထက်ဆိုရင်10ခန်းအဲ့ဒီအထက်က4ခန်းကျမတို့ရမယ်ငွေလဲရမယ်အမေဘာပြောမလဲလို့သူအမေကိုကြည့်နေတယ်အမေကသူ့သမီးတွေကိုရီဝေမျက်လုံးနဲ့သာကြည့်နေတယ်ဘာမှပြန်မပြောညီမတွေအားမလို့အားမရဖြစ်နေပုံရတယ်သူတနေ့အမေကိုထမင်းခေါ်ကြွေးပြီးအမေဆန္ဒကိုတီးခေါက်ကြည့်တယ်သူတို့ပြောသလိုကန်ထိုက်တိုက်ဆောက်လိုက်ပါလားအမေကပြုံးလိုက်ပြီးကန်ထိုက်ကိုအပ်ပြီးစောက်မယ်ဆိုရင်၄ခန်းမဲ့အမေတို့ရမယ်လေတားကဘယ်မှာသွားနေမလဲသူတို့4ယောက်က4ခန်းယူမှာပေါ့လို့အမေကပြောတယ်အမေကလည်းတားအတွက်ထဲမတွက်နဲ့ကျွန်တော်အခန်းမယူပါဘူးကန်ထိုက်ကပေးတဲ့ငွေတွေကအမေကြီးနဲ့တလောက်ပေးဖို့လို့ပြောတော့မဖြစ်ပါဘူးတားရဲ့အမေခေါင်းချစရာအိမ်မရှိပဲဖြစ်မယ်တဲ့အမေတက်ရှင်စင်မှာတော့အမေကိုထမင်းကျွေးဖို့တွန်းဆုတ်နေကြတော့သမီးတွေကိုအမေယုံဟန်မတူ
ချင်းချင်းကြုတ်ကြုတ်အမေမနေတက်ပါဘူးသားရဲ့တဲ့စကားကိုလှည့်ရအဖြေပေးလိုက်တယ်အိမ်နီးနားချင်းတွေကသူ့ကိုတိုင်ကြတယ်အမေဦးကြီးဒီရဲမှာဈေးသွားဒီမှာမတော်ဘူးဆိုကြတယ်သူဘာလို့ရမှန်းမသိအမေကိုခေါ်ထားရည်လည်းမရသူ့နှမတွေကလည်းအမေတယောက်ထမင်းစားဖို့တာဝန်မယူကြဒါတော့အိမ်နီးနားချင်းတွေသူ့ကိုအစုံမပြောပြအိမ်ချင်းထိကတ်နေတော့ရက်ွက်ထဲမှာသူတို့အိမ်ဘာဖြစ်ဒီကိုချေရင်ကောင်းရင်အိမ်တွေကမတိကျင်အစုံသမီးငယ်ဆုံးအထွေးကစကားပြောအပတ်ဆက်ဆုံးနဲ့အတန်အကျယ်ဆုံးမျက်လုံးတွေကဘာထိုးထားတာလဲခလေးလိမ့်ကြတာမစွဲနိုင်အောင်ထို့တို့စကားရိုက်တတ်သူပင်ဖြစ်သည်အမေဒီဘာမှပြန်မပြောသူ့ခြေထောက်ကခလေးကိုဆွဲနိုင်လောက်အောင်တွက်လက်စာမသွားနိုင်ပေခလေးလေကားထိပ်အရောက်သူပြေးသွားပေမဲ့သူ့ခြေထောက်ကဆွဲရသူမပါအမေကတကားပေါ်မှာငုတ်တုတ်ထိုင်လိုက်သည်ကျဲလောင်စွာအုံငုံနေသောကလေးကိုအမေဝမ်းနဲ့ပက်လက်စိုက်ကြည့်နေမိတယ်အထွေးလက်တွေကကလေးနှစ်ဖူးမှာအဖူကြီးထွက်ခါရောက်နေတယ်အထွေးဒေါသလွန်ငဲနေသောမျက်နှာကိုကြည့်ရင်အမေတပြင်းချမိတယ်ရခုံကန်ဤ၍မိတာကရေကွန်မြေကွန်လာရောက်ကောက်ခံနေသူတို့အိမ်မှာစီစီညံ့ညံ့ကြားရပြန်တယ်သမီးတို့၄ယောက်တယောက်တလစီမိတာကဆောင်ပါလားကွယ်အမေကသမီးများကိုမေတ္တာရက်ခံတယ်အမေဆိုပြီးတော့အမေမပီသားလိုက်တာသမီးတွေအိမ်ပေါ်နေတာကိုပတ်စံတောင်းတယ်အထွေးတန်ကြဲကြဲကစလာတယ်အမေမှာဘာဝင်ငွေရှိလို့လဲသမီးရဲ့အမေကဒါပဲပြောပြနိုင်တယ်ဒါဆိုရင်ဒီလိုလုပ်လေသမီးတို့အခွန်တွေဆောင်မယ်ဒီအိမ်ကိုသမီးတို့၄ယောက်နှမီနဲ့ပြောင်းပေးမငယ်ကဝင်ပြောလာတယ်ဟုတ်တယ်အဲ့ဒါကိုမာကြီးတဘောတူတယ်အကြီးဆုံးမကြီးကထောက်ခံလာတယ်မလေးကတော့ကန့်လည်းမကန့်ကွက်ထောက်လည်းမထောက်ခံအမေကသမီးကြီးမျက်နှာကိုစစ်စစ်ကြည့်နေတယ်အကြီးဆုံးမို့ညီမတွေကိုပြေရပြေချောင်းပြောလိုက်မိလားဟုသူမျှော်လင့်ခဲ့တယ်ခုတော့သမီးကြီးကပါအမွေစကားဆိုလာတယ်အမေကတေကန်နီးပါပြီအမေတီတော့ယူကြတာပေါ့သမီးတို့ရဲ့မာကြီးမျက်နှာကိုကြည့်ရင်ကြေခွဲစွာပြောလိုက်တယ်သမီးတွေရဲ့မျက်နှာကအားလုံးသိမ်းမာသွားတယ်ဒီအဖြစ်တွေကိုအမေကသားဖြစ်သူကိုပြောမပြပေလွန်ခဲ့သောအပတ်ကမိုးတွေတဲနေတော့အမေဈေးသွားတယ်လို့ဆိုတယ်ဈေးကအထွက်အမေလဲကျသွား၍စိုက်ကားသမားကအိမ်ကိုခေါ်လာရတယ်သူ့ယုံကိုလိုက်လာပြော၍အမေကိုတွားကြည့်တော့အမေအပြင်းဖျားနေတယ်ပေါင်ထရိုးကျိုးရတယ်ဆေးရုပ်တင်မှုကအစအားလုံးပဲသူတာဝန်ယူရပါတယ်ညရေးညတာစောက်ဖို့ကြတော့ညီမတွေကိုပြောမရခလေးအကြောင်းပြအေးပြတ်မခံနိုင်ဘူးဆိုကြတယ်အမေကိုတကြိုစဉ်ကမူးမေ့လဲပြတော့အထွေးကအဆိုးဆုံးသူ့ဟာသူမနေနိုင်မထိုင်နိုင်ဈေးသွားလို့ဖြစ်ရတာဖြစ်တာတော့နဲသေးတယ်ဖျားနေတော့အမေကိုရန်တွေ့တယ်ဘဒူးမှယုံတရက်အပြတ်မခံသူ့ညီမတွေကိုနာကြည့်လိုက်တာနင်တို့အမေဘဝကိုအားလုံးရောက်ကုန်ကြပြီနင်တို့တနေ့ကောင်းကောင်းဝတ်လည်လိမ့်မယ်လို့ဆေးရုံပေါ်မှာညီမတွေကိုသူကျင်းသွားလိုက်တယ်သူညီမများကအမေဆုံးတဲ့နေ့ကတော့ငိုလိုက်ကြတာကြွက်ကြက်ညံပါရောအိမ်နီးနားချင်းတွေကမောင်ဆောင်တဲ့နှမတွေအမေကြီးကိုစကားပြောတာရင်သီးကြမ်းတမ်းလိုက်တာဟူ၍သူကြားရစဉ်ကမယုံခြင်းအမေဆေးရုံတက်ရတော့မှသူ့နှမတွေအဖြစ်ကအော်ချလောက်ပါတယ်အမေကသူ့လက်ခံယုံကြည်ချက်နဲ့နေသွားပုံရတယ်သူမျက်မြင်ကိုတွေ့ရောအိမ်နီးနားချင်းတွေအပြောနဲ့ရောသူကနှမတွေနေပုံထိုင်ပုံပြောပုံဆိုပုံကိုမကြိုက်၍ပြောလင်အမေကသူ့ယူဆချက်ကိုပြောပြတယ်အမေဖျားရှိခိုးရင်တိုးတိုးရှိခိုးတယ်မြစ်တာပူလဲတိုးတိုးပဲဒါပေမဲ့နောက်ဆုံးအပိုက်ကောင်းမှုမကောင်းမှုတိတာလင်ကိုပိုင်ဥစ္စာရှိကြသည်တကားဆိုတဲ့အပိုက်ကိုအမေကြကြရွတ်တယ်သူများချားစီခြင်းလို့မဟုတ်ဘူးအမေကိုအမေချားစီခြင်းလို့နှလုံးတွင်းစီခြင်းလို့သားတို့အဖေနဲ့ပေါင်းလာတဲ့တခြားမှာရောသားတို့သမီးတို့မွေးဖွားလာစဉ်မှာရောအမေအလုပ်တွေဟာကောင်းတာကြီးပဲမဖြစ်ခဲ့ပါဘူးမကောင်းတာလည်းဖြစ်ခဲ့မယ်အတိတ်ကလည်းဒီလိုပဲအဲ့ဒီတော့အမေပြုတဲ့ကောင်းမှုမကောင်းမှုကံကိုအမေခံရတာအမေရဲ့ကိုယ်ပိုင်ဥစ္စာကိုသုံးရတာပဲသားကဘ
ဘာမှနာသာခံခတ်မဖြစ်နဲ့တဲ့အမေဒီလိုနှလုံးတွင်းနိုင်လို့ထင်တယ်ဒီသမီးတွေကြားမှာလှုပ်စီနဲ့နေသွားနိုင်တယ်မေကအပေသေးခံတယ်အဖေရှိတုန်းကရောသားသမီးတွေငယ်စဉ်ကရောအမေကဆိုင်သွားလိုက်အိမ်မှာထမင်းချက်လိုက်နဲ့နေလာခဲ့ရတာအမေလက်ကနောက်ဆုံးတည်ရမယ့်အချိန်ထိထမင်းအိုးနဲ့ထိနေခဲ့ရတဲ့အဖြစ်ကိုတော့သူရင်နာပါတယ်သူနှမတွေအမေခြေတစ်ဖက်နာနေပြီကိုတိလျက်နဲ့ဈေးသွားမပေးကြအမေတယောက်စာအတွက်ထမင်းတစ်နက်စာချက်မကြွေကြဘလို့အဖြစ်ပါလေသူကအမေလိုနှလုံးမတွင်းနိုင်ပါနှမတွေကိုနာကြီးစိတ်သာပူလာတယ်သူရင်ထဲမှာအမေဆုံးတော့စိတ်ထိခိုက်တာဒါပေမဲ့သူနှမတွေငိုတန်ကြ၍သူမျက်ရည်မထွက်တော့ယခုလေမာကြီးကဘာပြောချင်သည်မသိနင်တို့ထမင်းမကြွေးချင်တဲ့အမေကြီးတည်သွားပြီဘာလို့ချင်သေးလဲတဲ့သူကခန်းကောင်းကောင်းမေးလိုက်၏ညီမလေးတို့ကပြောခိုင်းလို့ပါမာကြီးကမဝေမရဲပြောလိုက်တယ်အလုံးလုံးနေတော့မငယ်မလေးနဲ့မထွေးပါသူတို့အနာရောက်လာကြတယ်နင်တို့ကဘာလို့ချင်လို့လဲညီမတွေကတယောက်မျက်နှာတယောက်ကြည့်လိုက်ကြတယ်မာကြီးကမထွေးကိုမျက်ရည်ပြလိုက်တယ်မထွေးကရှေ့ဆောင်ပြောတယ်အမေလည်းမရှိတော့ဘူးဒီအိမ်ကိုကန်ထရိုက်တိုက်ဆောက်လိုက်ချင်လို့ပါအကိုကြီးတဘောညီမလေးတို့သိကျင်လို့သူကအမေမျက်နှာကိုမြင်အောင်လာတယ်အမေဆန္ဒမရှိတာကိုငါမပါခြင်းဘူးနင်တို့ဘာသာလှုပ်လေဒီတိုက်ခန်းငါမလိုခြင်းဘူးဒီလိုဆိုရင်ကန်ထရိုက်ကပေးတဲ့ငွေ10သိန်းကိုအကိုကြီးက2သိန်းယူပါကျန်8သိန်းကိုညီမတို့ညီမ4ယောက်2သိန်းစီနဲ့တိုက်ခန်းတစ်ခန်းစီယူမယ်အကိုကြီးကျင်နလားမာကြီးကကောက်ကငင်ကပြောလိုက်တယ်မဝမရဲအမူအရာလုံးဝမရှိတော့သူကမာကြီးမျက်နှာကိုစစ်စစ်ကြည့်လိုက်တယ်နေပါဦးနင်တို့ကဘယ်တော့မှဗျာဒီကန်ထရိုက်နဲ့အစီအစဉ်လုပ်လိုက်တာလေအမေကဖြစ်ဆုံးတာဒီနေ့မှရက်လေတယ်ညီမ4ယောက်လုံးမြင့်လွာချနေကြတယ်ဘာပြောလေအကိုကြီးပြောချင်တာပြောသူတို့ကလက်ရှိအိမ်မှာနေထိုင်ကြသူတွေသူတို့ဆန္ဒမပါပဲအကိုကြီးဘာမှမလုပ်နိုင်အမေတည်တဲ့နေ့ကလေးကသူတို့ရင်မှာတိုက်ခန်းဆောက်ပြီးသားနောက်လအတွင်းမှာမာကြီးကသူ့ကိုငွေ2သိန်းလာပေးတယ်ဝစ်လုံတယောက်လည်းမာကြီးနဲ့သူပါလာတယ်မိမြေယာမှာတိုက်ခန်းပေါင်း12ခန်းစောက်ကြမည်လို့ဆိုတယ်မာကြီးတို့ကြီးမြင့်နိုင်တဲ့စမ်းကြောင်းမှာခိတ္တအိမ်ကားနေကြပါတယ်တိုက်ဆောက်ပြီးတော့မှပြောင်းရမယ်တဲ့သူဘာမှမပြောစာချုပ်စာတမ်းမှာလက်မှတ်ထိုးစရာရှိတာသူထိုးလိုက်တယ်အမေမြေယာနဲ့အိမ်ရောတိုက်ခန်းနဲ့ရောသူကဘာမှမပတ်သက်အားလုံးကိုသူဆွလွတ်လိုက်ကြောင်းမြေကားစာချုပ်မှာအပြီးပိုင်လက်မှတ်ရေးထိုးပေးလိုက်တယ်အမေအသက်ရှင်စဉ်ကအိုကြီးအိုမအရွယ်တာဝန်မယူခြင်းသူတွေအမေမြေယာပေါ်မှာတိုက်ခန်းတွေနဲ့နေကြတော့မယ်တလားနဲ့သူညမတွေပေါ်မလာကြသူကလည်းစိတ်တွေကခက်ချင်ရှိရမသွားတိုက်ကို6လနဲ့အပြီးစောင့်မည်လို့ဆိုတယ်6လကျော်တော့မာကြီးနဲ့ထွေးတို့ရောက်လာကြတယ်နင်တို့တိုက်ဆောက်ပြီးကြပြီပေါ့အခန်းတွေရကြပြီလားသူကမေးလိုက်တယ်အထွေးကဆိုင်းမစင်ဘုံမစင်ငိုပါတော့တယ်အကိုကြီးရဲ့အထွေးဖြစ်စိတ်ညစ်လိုက်တာမာကြီးကလည်းမျက်ရည်တွေဝဲလာတယ်ဘာဖြစ်လာကြရလဲသူကညီမတွေမျက်ရည်ကိုမယုံကန်ထရိုက်ဦးကျော်မြင့်ကအိတ်ခမ်းတွေကြိုရောင်းပြီးငွေတွေယူထွက်သွားလို့တိုက်ကလည်းအုံမြစ်ပဲချထားတယ်အထွေးတို့မှာဘာလို့ရမှမသိတော့ဘူးတဲ့သူအံ့အားတင်သွားတယ်မင်းတို့ကတရားမဆွဲဘူးလားသူ့မေးခွန်းကိုမာကြီးကဝင်ဖြေတယ်တရားဆွဲမှာပါဒီကန်ထရိုက်ကလည်းထွက်ပြေးတော့တရားခံဘလို့ရှာရမှမသိပြီးတော့အမှုအတွက်ကြံတဲ့ကုန်ကြငွေကိုညီမတို့ဘယ်သူမှမထုတ်နိုင်ဘူးလေတိုက်ခန်းက6လနဲ့ပြီးမှဆိုပြီး6လအပြည့်ပေးပြီးအိမ်ကားနေရတာညီမတို့လက်ထဲမှာငွေအဆင်မပြေဘူးရှင်းနေငှားဖို့မလေးနဲ့မငယ်ကလည်းမထုတ်နိုင်ဘူးတဲ့မာကြီးကပါမျက်ရည်တွေကြာပြီးပြောတယ်အဲ့ဒါကိုကြီးကအမှုကိုအကုန်ကြခံပါလားလို့အထွေးတို့ကလာပြောတာပါအ
ထွေးကလာရင်ကြောင်းရင်းကိုညီကုန်းချုပ်လိုက်တယ်သူကတော့ဘာမှမပြောချင်တော့ပါညီမတွေဒုက္ခရောက်နေသည်ကိုတော့ဂယုဏတက်မိပါတယ်ဒါပေမဲ့ဝင်ကူရမည့်အစီအစဉ်ကကျိုးချောင်းပြမစီလျှော်ပေတခုကရှိတယ်လေတရားစွဲမယ်ဆိုရင်တရားခံရှိရမှာခုတရားခံထွက်ပြေးနေပြီပဲဟုတ်တယ်အခန်းတွေကိုလည်းကြိုရောက်ပြီးဆီယမ်မာယူသွားတာခုထိစားနာရှာမရသေးဘူးလို့အထွေးကဝင်ပြောတယ်သူကခိတ္တစဉ်းစားနေတယ်တရားခံကမိတယ်သူယူထားတဲ့ငွေတွေယော်နိုင်အောင်ပါပြီးတော့လေတိုက်ဆောက်ပေးဖို့ဘဲကငွေနဲ့စောင့်မလဲငွေတော့ပြန်မရောပဲထောင်ကြပဲခံပါတရားဆွဲတာလဲဆွဲပေါ့မင်းတို့မှအိမ်ကန်းကပေးရပေမဲ့တယောက်9000လောက်တော့ပို့မှာအဲ့ဒီငွေစုစုပေါင်း2သိန်းကိုအမှုတွက်ထားပေါ့ငါကတော့ဘာမှစိုက်ထုတ်မပေးနိုင်ဘူးညီမနှစ်ယောက်ပါဇက်အဟောင်းသားနဲ့ငေးနေတယ်သူစိတ်ထဲမှာလဲညီမများကန်ညီမကိုအံ့အားသင့်နေတယ်သူများတွေကန်ထရိုက်တိုက်တွေစောက်လိုက်ကြဒီမှာနှေးရနဲ့မြန်တာပဲကွာတယ်တိုက်ခန်းလေးရငွေလေးရသူညီမတွေကြမှာဘလို့ဖြစ်ပါလဲဒီကန်ထရိုက်တိုက်ဆောက်ဖို့အမေကလည်းတဘောမတူဘူးမင်းတို့ကလည်းငါဝင်မပါနိုင်အောင်ငွေ2သိန်းပေးပြီးအပီးပြက်ဆွတ်လွတ်စာချုပ်လက်မှတ်ထိုးခိုင်းလို့ငါထိုးပေးလိုက်ပြီဝစ်လုံနေပါတွေတိုင်ပင်ရင်တော့ငါမိတ်ဆွေတွေနဲ့ဆက်တွယ်ပေးပါမယ်ဒီကန်ထရိုက်နေချာထွက်ပြေးသွားရင်တော့လမ်းဆုံးပြီတခုတော့ရှိတယ်လေမင်းတို့မှာအမိမြေကွက်လေးကြံသားပဲခုနေခါမြေစည်းတွေကောင်းပါတယ်ရောင်းချပြီးညီမ4ယောက်ခွဲယူပေါ့အမေဟာမင်းတို့အတွက်အများကြီးခြံရစ်ခဲ့တာပဲလေသူစကားဆုံးတော့ညီမ2ယောက်မျက်ရည်တွေကျနေတယ်မျက်ရည်တွေရွှဲနေတဲ့ညီမတွေကိုကြည့်ရင်အမေစကားကိုပြန်လဲကြားရောက်လာတယ်မိမိကောင်းမှုမကောင်းမှုကံဒီတာလင်ကိုပိုင်ဥစ္စာရှိကြသည်တကားတဲ့စကလုံးပြောင်းရည်ဆိုရရင်တော့ယခုဖြစ်လာတော့ပြဿနာကြီးအကြောင်းရင်းတရေခံမှာသူနှမများတာလင်ဖြစ်ကြသည်တကားဟုသူဆိုခြင်းပါတော့တယ်ဆီယမခင်နေယူရေးသားတယ်တရေခံဆိုတဲ့ဝတ္ထုတူဇလန်းလေးကိုကျွန်တော်ရဲမှန်ကတင်ဆက်ပေးခဲ့တာပါ